ကာလညာချိန်မှာသုံးသလားတင်တိုင်းမျိုးကိုအခုခေတ်ပြောလို့ရတာမဟုတ်ခေတ်ကာလခေတ်ပြစနစ်ပြည့်ကြီးဖြစ်တဲ့အတွက်အမောင်တွေဖုန်းနဲ့ဒူးကျဲလူကားကသုံးသလားတင်တိုင်းမျိုးကိုအမိပြုပြီးတော့ညဘက်မှာခိုးအောင်နေဘက်မှာမျိုးတွေဝင်မကောင်းမှုဒူးကျဲတွေလို့လူရဲမှုတွေဖြစ်မှာဆိုလို့ညဘက်ကျရင်တို့ကတင်တိုင်းမျိုးကိုဒီဟာနဲ့လိုက်ပြီးကြည့်ရကျုပ်တင်တိုင်းမှာသစုံတစ်ခုဖြစ်ရင်ကျုပ်မှာအဓိကတာဝန်ရှိဒါတင်တိုင်းဆိုတော့လေဒါမျိုးရဲ့ရိုးနေခြေစီလုံးလေးသုတ်တန်သာတင်တိုင်းမြည်ကြီးမှာဘယ်နေရာမှာဘာတွေဖြစ်နိုင်လဲဆိုတာဖြစ်နိုင်ဆုံးနေရာကိုရှာပြီးတော့လိုက်ကြည့်မအောင်ပါဖြစ်မှာအဖိုက်နဲ့တားလိုက်ပါဒီမှာတာဖေးတာဘယ်လိုကြည့်လဲပါတာဘူးဘူးကဘောကျွေးမလေးတို့ပြောအဲ့လိုဒီနံပါတ်1တက်လိုက်လိုက်တော့နံပါတ်1ရရတယ်โอเคပါကလည်းဖွင့်လာတယ်ဘောကျွေးတမီးတော့မျက်မှောက်တော့လို့တယ်တမီးကပတ်ပြီးတော့လို့ပါနဲ့မတို့သူလိုလို့စီတို့ပါရိုက်မှာကစားတီးဖို့လာအများမြင်လာလည်းပြက်ဘယ်လောက်ကြည့်ရတာခြေတော်လေးတစ်ခုတစ်စုံဖြစ်လာတဲ့လူလားဟိုကဘာတွေဖြစ်လာတာလဲဗျာခင်ဗျားကြည့်ရစိတ်တော့မချမ်းမြေးလိုက်ကျွန်တော်ကြောင့်ပြောမယ်ကျွန်တော်ဒီကိတယောက်ကိုချစ်ခဲ့ပြီသူရဲ့မိဘအတိုင်းဝိုင်းကျွန်တော်စီရတဲ့တယောက်ကိုဘုံထည့်ပါရဲ့ဒီဘာမသိတဲ့သူကြောက်လာခဲ့ကျွန်တော်ဘဝရဲ့ခုလိုစုပ်ပြတ်တာကျွန်တော်မိဘလည်းဘယ်ရောက်ကျွန်တော်ဘဝလည်းခုလိုဒုက္ခိတမျက်နှာဝယ်ပေါ်ဖြစ်နေရတာဗျာခမရဘဝပြတ်တာကလက်ဆက်သက်တဲ့အချစ်ကြောင့်ဟုတ်ပါလေဒီလောကကြီးမှာအချစ်ဆိုတာသိမ်မွေးနဲ့နေသလောက်အမတမထူပဲရှာဒီပေါ်ဗျာတိုးလိုက်အလွာချင်းမတူတဲ့ဘဝတစ်ခုပေါင်းစပ်မှုဆိုတာတုံတိုင်ပဲဖြစ်နိုင်ပါဒါနဲ့ခင်ဗျားဖေးသွားမလို့ဟောဒီတင်ချိုင်းမှာ1000နာဟမ်ကျွန်တော်ကတော့ဆက်လာတယ်ရမရှိပါဘူးဘယ်လိုရလဲကျွန်တော်တို့ဒီအပြည့်လို့ဖြစ်နေတယ်ကျွန်တော်ဘယ်လိုဘယ်လိုစားလို့တော့ဗျာဖြစ်လာလေစီဟိုရတော့ဒီတဲ့ဟိုဒီကြေးကြိုင်လေးပါပဲကျွန်တော်နေမပြုတ်ပါလားဗျာကျွန်တော်လေးတော့ရဲ့လုပ်တယ်အားလုံးကျွန်တော်တက်တဲ့တော့ဝိုင်းလို့ပြပါတော့ရဲ့မဖြစ်နိုင်တာဗျာပညာရေးဆိုတာကလူရှင်တွေကတည်တဲ့သူအာသုဘပို့ပြီးတာနဲ့10မိနစ်10စက္ကန့်တော့နေခြင်းတဲ့နေရာမဟုတ်ဘူးကျုပ်တော်မှသူ့မရာသာဆိုတဲ့အလုပ်ကိုလုပ်လို့တုတ်ဒီဒီတိုင်းမှာနေနောက်ပြီးတော့တော်ရုံတန်ရုံလူတော်နေမှာဘူးဟောဒီနေရာမှာခမရတို့နေကြတဲ့ရှားသူစားတော့ကြတဲ့ရှားလေးလူမစမတူတဲ့တို့လက်မခံပြရတယ်ဗျာခမရတခြားနေရာမှာပြောင်းပြီးတော့အစီပြေမဲ့နေရာပဲရှားကြည့်နေသမ်းပါသူတို့ပါတကယ်ခက်ခဲရောက်တယ်ကျွန်တော်ပဲကတော့လူတွေကကျွန်တော်ယူရှာပုံးကြဒီလိုကျွန်တော်ဘဝဒီတည်းရဲ့ပါမယ်တော့ဆုံးတဲ့တည်းကျွန်တော်စတဲ့ချင်းကျွန်တော်ပတ်သွားကြလာတယ်တရားလည်းမရှိအခုစီပါပဲဟိုဒီတိုင်းလေးပါပဲကျွန်တော်ခေးစားရအရာပါပဲကိုရဲ့ကျွန်တော်ပြီးလိမ့်ပါဗျာကျွန်တော်တောင်းပါပါတယ်ဗျာတို့ကခမရတို့ကောင်းမှုတွေပြောတာပါကျုပ်မထားကြည့်လို့မဟုတ်ကျုပ်တော့မသွားရတာလို့အခါတည်းလုံးမရှိဒီတော့ဘယ်မှာအိပ်ပြီးနေရတဲ့အခြေအနေအများကြီးခမရခက်ခဲဖြစ်မှာဆိုလို့ဒါပေမဲ့
ခင်ဗျားမှာသွားစရာနေရာမရှိဘူးအခက်ခဲကြုံတွေ့ရဆိုရင်တော့လေသူကဒီမှာမထားဘူးဆိုရင်လူသားချင်းမဆာမနာကြအောင်နေချင်းကပဆိုတော့နေဖို့ပဲဒါပေမဲ့ဒီနေရာကတော့စောက်တော့ကလွေးခမောင်းပေါ်ရောက်လာမဲ့ဒုက္ခတွေဒုက္ခတွေပြီးရတယ်ဘာမှမရှိ ပတ်ဆက်တော့ပါ လူသေးတွေဆိုတာ ဘာပွဲတယ် လူရှင်တွေအတွက် ဟုတ်တယ်ရောဒီ တချို့ကတည်တဲ့လူကိုကြောက်ကြသူကတော့တည်တဲ့လူမကြောက်ဘူးသူကရှင်တဲ့လူကိုကြောက်ဘာကြောက်လဲဆိုရင်ရှင်တဲ့လူတွေအားလုံးအနေနဲ့များလောဘဒေါသမောဟပိတ်တောင်ပြီးမိုးတက်နေတဲ့လူတွေသူတို့နားမှာနေအခုကူးတယ်ကျုပ်တာကြောင့်မို့တုတ်ကန်တော့တင်းကြိုင်ပြီးဒီမှာလာနေကဲခင်ဗျားနာမည်ဘယ်လိုခေါ်တော့ကျွန်တော်နာမည်နိုင်လေးအောင်ကိုခေါ်နိုင်လေးကဲကိုနိုင်လေးအောင်နေချင်းတပတ်ကိုဟောဒီတုတ်ကန်တော့တင်းကြိုင်ပြီးခင်ဗျားနေလို့ရကဲမသိခင်စက်ကြားမှာလောကရဲ့သူပေါ်ရိုက်နှမှုကိုခင်ဗျားနဲ့ကျုပ်နဲ့ကြက်ကြက်ခံပြီးအတူကြပါအောင်လို့ဗျာ ကောင်းပါပြီကိုကောင်းပါ